ပြင်သစ်သင်ယူနေပါသည်သင်ခန်းစာခေါင်းစဉ်ရေချိုးခန်းဖြစ်ပါသည် La cuvette des toilettes. အိမ်သာအိုး Le siège des toilettes. အိမ်သာထိုင်ကုန် Le papier toilette. အိမ်သာသုံးစက္ကူ Le porte-papier toilette. အိမ်သာစက္ကူကိုင်း Le lavabo. လက်ဆေးစလုံး Le robinet. ရေပိုက်ခေါင်း La douche. ရှာဝါ Le pommeau de douche. ရှာဝါခေါင်း La baignoire. ရေချိုးကန် Le bidet. ဘီဒေ Le miroir de salle de bain. ရေချိုးခန်းမှန် L'armoire de salle de bain. ရေချိုးခန်းဘီရို L'étagère de salle de bain. ရေချိုးခန်းစင် Le porte-serviette. တပတ်ချိတ်စင် Le crochet à serviette. တပတ်ချိတ် Le rideau de douche. ရှာဝါကာတင် Le tapis de bain. ရေချိုးခန်းခြေတုပ် La serviette. တစ်ဖက် La serviette de bain. ရေချိုးတစ်ဖက် La serviette à main. လက်တုပ်တစ်ဖက် Le gant de toilette. မျက်နှာတုပ်ပေါ်ဝါ Le peignoir. ရေချိုးဝေယုံ Le savon. စက်ပြာ Le savon pour les mains. လက်ဆေးစက်ပြာ Le distributeur de savon. စက်ပြာပန့်ဘူး Le porte-savon. စက်ပြာခွက် La brosse à dents. သွားတိုက်တံ Le dentifrice. သွားတိုက်ဆေး Le porte-brosse à dents. သွားတိုက်တံထဲခွက် Le gobelet à dents. သွားတိုက်ခွက် Le shampoing. ရှမ်ပူး L'après-shampoing. ကွန်ဒီရှင်နာ Le gel douche. ကိုယ်လက်ဆေးရည်
L'éponge de bain. ရေချိုးဆောက်ပွန့် Le sèche-cheveux. သပင်၆ဆက် Le sèche-cheveux. L'étagère de salle de bain. La douche. ဤစကလုံးများကိုထာဝရမှတ်မိလိုပါသလား Flashcards လူနာခန်းသို့သွားပြီးဤကက်ပြားနှင့်အခြားကက်ပြားပေါင်းများစွာကိုအခမဲ့လေ့ကျင့်ပါ link ကိုဖော်ပြချက်တွင်ထည့်ပေးထားပါသည်